အလေးအလေးတုံညဖြစ်သွားမယ်ဆိုရင်ဘာလို့ဖြစ်သွားနိုင်လဲကျွန်တော်တို့သိထားတဲ့စက်ကြော်လာရဲ့ယူပဗီတာနီးရမှာတဲ့ကောင်လုံးပြည့်ပြည့်သွားမှာပါဒါဟာရိုးလေးမှာကြောက်သွားတာမျိုးမဟုတ်ပဲ Dry 2နဲ့စွမ်းအင်ရဲ့အခြေခံသဘောတရားတွေပါပြောင်းလဲသွားမှာဖြစ်ပါတယ်ဖြစ်လာနိုင်တဲ့အဓိကကျိုးဆက်တွေကတော့ Einstein ရဲ့နာမည်ကျော်ညီမချက် E = mc square ရစွမ်းအင်ဟာ Dry 2နဲ့အလေးအလေးကိုနှစ်ထပ်ကေပြောင်းလဲပေါ်မူတည်ထားတာပါအကယ်၍ C = 0ဖြစ်သွားရင် E ရဲ့စွမ်းအင်ဟာလည်း0ဖြစ်သွားပါလိမ့်မယ်ဆိုလိုတာကလောကမှာရှိတဲ့ဘက်ရမှာဆိုစွမ်းရည်ဆိုတော့ရှိတော့မှာမဟုတ်ဘူးဗျ။အတန်တွေကြားကပေါင်းစုအားတွေပါပြဆိုသွားနိုင်ပါတယ်။နိုင်ရောက်သီယိုရီကအလင်းအလေးဟာစစ်ကြော်လာရဲ့အမြန်နဲ့ကတ်သားချက်တစ်ခုဖြစ်တယ်လို့အချိန်နဲ့လည်းတရဆက်ဆက်နေပါတယ်။အလင်းအလေးရဲ့သုံးချက်ဖြစ်သွားရင်အခြေရေးစစ်ဆေးမှုတွေဟာလည်းရပ်တော့သွားနိုင်ပါတယ်။အဖြစ်ဖြစ်တစ်ခုနဲ့တစ်ခုကြားဆက်ဆက်မှုမရှိတော့ပဲစစ်ကြော်လာကြီးကတက်ပေါ်တစ်ချက်လို့ငြိမ့်သက်သွားနိုင်ပါတယ်။အတန်တစ်ခုရဲ့တွဲထဲမှာအီလန်ထော်တွေတည်ရှိနေဖို့အတွက်လေယာဆက်တာလိုက်တွေလိုအပ်ပါတယ်။ဒီလိုင်းတွေဟာအလင်းအလေးနဲ့သွားတာပါ။အကယ်၍အလင်းအလေးရဲ့သုံးချက်ဖြစ်သွားရင်အတန်ရဲ့စိတ်ပိုက်တွေကိုတစ်ခုနဲ့တစ်ခုဆွဲထားနိုင်တဲ့အောင်မရှိတော့တဲ့အတွက်အရာခံသိရအမုတ်ဖြစ်ပြီးပြဝဲသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရာဝတ္ထုတွေမြင်နေရတာအလေးအလေးရောက်ပြီးဟပ်ပြီးမျက်စိတွေဝယ်လာလို့ပါတကယ်လို့အလဲကမရွေ့လေရတော့ဘူးဆိုရင်အလဲဟာကျွန်တော်တို့မျက်စိတွေရလောက်တော့မှာမဟုတ်တဲ့အတွက်စိတ်ကြောက်တော့တစ်ခုလောကမော်ဒီကျော့တော့ပါလိမ့်မယ်အလေးအလေးတုံညဖြစ်သွားမယ်ဆိုရင်ဖြစ်လာမယ့်အကျိုးဆက်တွေကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ကြောက်စီရလည်းကောင်းပါတယ်အက်စတာရဲ့နိုင်ရောက်သီအိုရီကအရာဝတ္ထုတစ်ခုရဲ့ဓာတ်ထုဟာသူ့ရဲ့အလေးပေါ်မူတည်ပါတယ်ဒီနေရာမှာစီအလေးအလေးရဲ့တုံညဖြစ်သွားမယ်ဆိုရင်ပိုင်းချီဟာတုံညဖြစ်သွားပါလိမ့်မယ်။တိတ်ချံသဘောအရာဘယ်ကိကရမ်းမဆိုတုံညနဲ့စားရင်အနန္တရပါတယ်။အနန္တဆိုတာ infinity ကိုပြောတာပါ။ဆိုလိုတာကစက်ကြော်လာထဲမှာရှိတဲ့အမုတ်တိုင်းရဲ့ thread ထုဟာတိုက်တာလို့မရအောင်ကြီးမားသွားပြီးအရာအလုံးဟာဘလက်ကိုအတွင်းနေကြီးတွေဖြစ်ချစ်ချစ်ပြောင်းလဲသွားနိုင်ပါတယ်။အပူဆိုတာအင်တာနက်မူလူကျူးတွေရဲ့တုံ့ခမှုကြောင့်ဖြစ်ပေါ်လာတာပါ။အလေးအလေးစွမ်းရည်သက်ဆောင်မှုနဲ့တုံညဖြစ်သွားမယ်ဆိုရင်အမုတ်တွေကြားမှာစွမ်းရည်ကူပြောင်းမှုရပ်တန့်သွားပါလိမ့်မယ်။ပူစွမ်းရည်သက်ဆောင်ပြီးမှလျှက်ဆက်တာလိုက်တွေမရှိတော့တဲ့အတွက်စက်ကြော်လာကြီးဟာချစ်ချစ်ဆိုသလိုအေးဆိုမတ်ကိုရောက်ရှိသွားပြီးအရာအလုံးဟာအေးခတ်သွားပါလိမ့်မယ်။ဒါပေမဲ့ခဲသက်ကြီးပေါ်ပြတာရစွမ်းငယ်အားလိုက်တွေဟာလည်းအလေးအလေးနဲ့ပေါ်တာပါ။အလေးအလေးတုံညဖြစ်သွားရင်စွမ်းငယ်အားလိုက်တနေရာကနေတနေရာတည်းချဲလဲပေးပို့နိုင်မှာမဟုတ်တော့ပါဘူး။ကဘာကနေကိုပတ်တယ်လို့လက်ခောက်ကဘောကိုပတ်နေတော်မျိုးဟာဆွမ်းငယ်အောင်ဆွတ်တယ်ကိုပြတော့တာကြောင့်လဲလက်ချောက်ကနေလွတ်ထက်ကိုပါလိမ့်မယ်ဒါမှမဟုတ်ရှေးကပြောခဲ့သလိုအရာအလုံးကလည်းဘလက်ကိုပြေးပြီးတစ်ခုနဲ့တစ်ခုပြေးထတော့ဆွမ်းငယ်ဘောမျိုးပြေးတော်မျိုးလည်းဖြစ်နေပါတယ်ကျွန်တော်တို့စိတ်ကြောက်လာတဲ့မှာအမြဲဆုံးသွားနိုင်တယ်ကအလဲပါအင်တာနက်သုံးတာကအစားအောက်နောက်ထက်ကအာယုကျော် share တွေတစ်ခုနဲ့တစ်ခုလျှက်စစ်စီကြောင်းနဲ့ရှက်တော်ထားတာအထိအလုံးဟာအလဲအလေးနီးပါနဲ့အလဲလို့တော့ပါ C = 0ဖြစ်သွားရင်တရအောက်နောက်ထက်ကအချင်းလဲတွေတောင်တနေရာကနေတနေရာကိုမစီးသေးနိုင်တော့တဲ့အတွက်တွေးတောချက်ဆိုတဲ့ဖြစ်စီပါရက်တာသွားပါလိမ့်မယ်အနေချုပ်ရရဲ့အလင်းအလေးစီဆိုတာဆက်ကြော်လာရဲ့ဟဲလေးပြည်အခြေရိတ်ကန်ဆဲကိုချက်လုပ်ထားတဲ့ချီမီနဲ့တူပါတယ်ဒီချီမီကိုဆွမ်းနှုတ်လိုက်ရင်တုံညဖြစ်သွားရင်ကျွန်တော်တို့သိထားတဲ့ရောဘောထုလောကဆိုတာလည်းဒီရှိနေဖို့အကြောက်တရားချင်းမရှိတော့ပါဘူးဒါကြောင့်သိပ္ပံပညာရှင်တွေကတော့ C ကို University Constant လို့ခေါ်ခဲ့ပါတယ်ဒါဟာဂိမ်းကနတစ်ခုတည်းမဟုတ်ပဲဆက်ကြော်လာကြီးတီမချအောင်ထိတော့ပေးတဲ့အခြေခံအောက်တရတွေဖြစ်ပါတယ်အချုပ်အောက်တရဆိုရဲ့အလေးအလေးတုံညဖြစ်သွားခြင်းဟာလောကကြီးနေပွေသွားတာမျိုးပဲဒီရှင်းမှုတစ်ခုလည်းပြတ်ဆုံသွားတဲ့တော်မျိုးလည်းဖြစ်နေပါတယ်အလဲဟာဆက်ကြော်လာရဲ့အခြေခံအုံမြင့်ဖြစ်တဲ့အတွက်အုံမြင့်မရှိရင်အဆောက်ဆက်ကြော်လာလည်းရှိနိုင်တော့မှာမဟုတ်ဘူးကျွန်တော် channel မှာယူပဗီတာကြောက်တွေနဲ့2026သိပ္ပံဆောင်းပါးတွေကိုအမြဲလုံးပါတော့ပြန်ပြီးတော့တက်ဆက်ပေးနေတဲ့ channel တခုတည်းရပါတယ်ကျွန်တော် channel ကိုသဘောကျရင် like နဲ့ subscribe လုပ်ပြီးတော့တောင်းဆိုပါလေတရားအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ရအောင်အားလုံးပဲကျေးဇူးတင်ပါတယ်